လောကကြီးမှာရည်ရွယ်ချက်တစ်ခုအတွက်ပန်းတိုင်ကိုရောက်အောင်ရှောင်နေတဲ့သူတင်မှန်ပါတယ်။လေးတိုက်တိုင်းလွတ်နေရအောင်တင်ကတည့်ရွက်ချောင်မှမဟုတ်တာ။အမုန်းခံရတိုင်းသာဝမ်းနဲ့နေရရင်ကိုမဲ့ရည်နဲ့ကိုတောင်လမ်းပြောင်နေလောက်ပါပြီ။ပုံတင်နီးမရှိတဲ့ဘဝသမိုင်းစာမျက်နှာပေါ်မှာအမားပေါင်း16000နဲ့ဘသူမှတန်ရာနဲ့မကင်းပါဘူး။ဒါပေမဲ့မှားသွားလိုက်ပြန်လိုက်လေးကြလိုက်ပြန်ခလိုက်နဲ့ပဲပန်းတိုင်ကိုလှမ်းကင်ကြရတာပါမင်းကန်ကောင်းနေဖို့မလိုဘူးမင်းကောင်းနေဖို့ပဲလိုတာပါမင်းကောင်းနေခြင်းကမင်းရဲ့ကံကိုပါကောင်းစီလိမ့်မယ်ကံဘလောက်ကောင်းကောင်းမင်းမှာစူးစမ်းခြင်းစိတ်မရှိရင်အဲ့ဒီကံကမင်းရဲ့စားဝတ်နေရေးကိုတာဝန်ယူမှာမဟုတ်ဘူးဒါပေမဲ့ကံဘလောက်ပဲစိုးနေပါစေမင်းမှာစူးစမ်းခြင်းစိတ်နဲ့လောက်အားရှိနေရင်တော့အဲ့ဒီလောက်အားကမင်းဘဝကိုတာဝန်ယူသွားလိမ့်မယ်။လူငယ်တယောက်အနေနဲ့ကံဆိုတဲ့မမြင်ရတဲ့အရာထက်မင်းဆိုတဲ့မြင်နေရတဲ့မင်းကိုမင်းပို့ပြီးယုံကြည်ပါ။မနှက်ဖြန်တိုင်းမှာကံကောင်းခြင်းတွေရှိပါတယ်။အဲ့ဒီကံကောင်းခြင်းတွေကိုမင်းဘာလို့မရလဲဆိုတော့မင်းရဲ့မနှက်ဖြန်အတွက်မင်းဒီနေ့အသုံးမချခဲ့လို့ပဲ။အနာဂတ်မနှက်ဖြန်တိုင်းရဲ့ကံကောင်းခြင်းတွေလိုချင်ရင်ပိစုပန်နေ့ရက်တိုင်းကိုအကောင်းဆုံးစူးစမ်းဖို့လိုတယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့မင်းလူကြီးလေကံကောင်းခြင်းကိုမင်းကလွဲပြီးဘသူမှယူပေးနိုင်မှာမဟုတ်ပါဘူး